ည်းလေးလက်ပတ်ထားတယ်ရပြီကြာအခုဆိုရင်ပေးသက်ကြီးကိုကျွန်တော်စိတ်တော်ပြီးဖို့မြန်ကြီးကတက်ပတ်ပြီးနှုတ်ဆက်နေတာဖြစ်ပါတယ်ဟေးဒီဘော်ဒီရုပ်ပါဖြစ်တတိယအောက်ဆက်ပြီးမြန်တတိယအောက်ဆက်ပြီးပြုတ်တယ်သို့ပေါ်လာရှိတဲ့ဒီလိုမြန်ကြီးကိုအခုဆိုရင်ကျွန်တော်တို့ဆိုင်ကျိုးများသက်စင်လေးဖြစ်ပါတယ်ဆိုင်ကျိုးများသက်စင်လေးဖြစ်ပါတယ်ခင်ဗျဘော်ဒီမှာရှိမယ်တတိထားပြီပါဘော်ဒီမှာတတိထားပြီပါဘော်ဒီရှိမယ်ပါအောက်ဆွဲပြီးဆိုင်ကြီးကိုကျွန်တော်တို့ချိတ်ဆွဲဖို့အတွက်ဆိုင်ကျိုးတွေနဲ့ကျွန်တော်တို့စိုင်းချီနေပြီဖြစ်ပါတယ်ခင်ဗျာဆိုင်ကျိုးဒါဆောင်းမဆွဲနဲ့ဘော်ဒီရဲ့ရန်ွယ်ပြတ်သွားလိမ့်မယ်ပရိသဒီဦးနဲ့တောင်းနိုင်ဆိုတဲ့သာရပါတဲ့ဒီမလို့ကြီးအောင်ကိုချိန်ဆွဲနေပါခင်ဗျာသို့ဟုတ်ကုန်ပြီးလို့ညှိနေပါခင်ဗျဆိုင်ကျိုးလေးဒီဘက်ကရှော့နေတယ်တာကြီးမတင်းနဲ့ဆိုင်ကျိုးတောင်းမတင်းနဲ့ဒီဘုံများပြေးလမ်းကြောင်းနည်းနည်းရှင်းပြပါခင်ဗျလုံငယ်လေးဖိုက်ပြေးလမ်းကြောင်းနည်းနည်းရှင်းပြပါခင်ဗျဒီဘုံများကြီးအခုအချိန်ယူနေပါခင်ဗျာတက်တော့မယ်ခင်ဗျတက်ပါပြီခင်ဗျလိုက်ပါပြီတော်ရည်ခမာတော့xuấtတယ်ဒီပေါင်းပြန်ကြီးဟာအောင်နေနဲ့ဆက်ကောင်းနေရင်ကိုလက်ပြန်လာလမ်းလာနဲ့ကက်သွားပြပါခင်ဗျာအောက်ဆွဲကျွန်တော်ထိုးပုံပြီးလိုက်ရတယ်စကားပါလေးမီးလေးတွေဖိတ်တော့နဲ့ကက်သွားပြီဖြစ်ပါခင်ဗျာဒေသကြီးကျွန်တော်တို့အနေမှာကျွန်တော်တို့နည်းနည်းလေးသိပြီးပါခင်ဗျာဒီပုံများပညာရှင်များကျွန်တော်တို့အခက်လိုက်နေရာယူတော့ကျွန်တော်တို့ဝင်းလေးကိုနည်းနည်းလေးနေရာယူပါခင်ဗျာနောက်တစ်ခုစပါခင်ဗျာအခုဒီလက်ကျလာတော့ဝင်းစီဒီဦးတွေမှာတော့လာစောင်းနေတရားကြီးဘာနာတော်လေးဘုရားဖွဲ့ရဲ့ညာပြီးဒီပုံများလေးကိုတော့လုပ်ပါခင်ဗျာ